ကဲအခုကတော့ကိုရီးယားမှာပေါ့နော်ကိုထွန်းတရားအလုပ်သွားဖို့ပြင်ဆင်နေရမယ်ဖြစ်ပါတယ်ကိုထွန်းကပေါ့နော်ဒီအင်ကြီးကိုဒီတိုင်းပဲဝတ်ချလိုက်ပါတယ်ပြီးကြတော့ဝတ်တယ်ပေါ့နော်ဇစ်ပြုတ်နေဇစ်ကပြန်တက်နေရမှာမလို့ပေါ့နော်ဒီလိုမတက်ဘဲနဲ့ဒီလိုတခါလေးဆွတ်ချလိုက်ပါတယ်အမှန်တိုင်းပြောမယ်ဆိုဒီအင်ကြီးတွေကိုမဝတ်ချင်တော့ဘူးဘာလို့ဆိုတော့လေနေရာတကာလွတ်လွတ်လပ်လပ်မသွားဘူးဒါကြီးနဲ့ထူးထရဲကြီးသွားနေရတာဒီကားလည်းပေါ့နော်စိတ်ကိုမရှိတော့ဘူးဒါမှမဟုတ်ဒီမှာမသွားအဲ့လိုမသွားလဲအေးတော့မှရှိသေးတယ်ဒီလားသူကຫນွေဥရောက်နေလို့ပြောတာပေါ့နော်ဒါမဲ့အေးတာဟာဒီလားမိုးရွာလိုက်အေးလိုက်နေဒီအေးရတန်တရားလဲနေတော့မှရှိသေးတယ်ဒီလိုက်ကလည်းပေါ့နော်ကိုတို့ကလက်ကိုနှစ်ထပ်ဝတ်တာပေါ့နော်နှစ်ထပ်ဝတ်တာတော့မှတော်တော်လေးအေးရလက်ကကဲအခုကတော့ကိုတို့အဆောင်ရဲ့ပြင်မကိုထွက်တော့မှာပါအဆောင်ကတော့ပြင်မမှာပေါ့နော်မဲမှောင်နေရပဲကြောက်စရာကဲအခုကတော့အလုပ်ကိုစတင်သွားပါတော့မယ်ဒါအဆောင်ရဲ့ပြင်မကိုစထွက်ရပြီပေါ့နော်ဘဝကတော့ဒီတိုင်းမှာပဲကိုရီးယားမှာအလုပ်အိမ်အလုပ်ကဲနောက်နေ့ဒီမှာတော့ပတ်စံစုပြီးတော့ပေါ့နော်ဒီဗီယက်နမ်နေတို့ကမ္ဘောဒီးယားတို့ထိုင်းတို့မြန်မာတို့အလဲသွားချင်ပါသေးတယ်